Okay ဆိုတော့ pre-IGCSE တက်ဖို့အင်္ဂလိပ်စာဘယ် level လောက်ရှိဖို့လိုလဲဗျ short to the answer ပြောရမယ်ဆိုတော့ B2 or above B2 ကတော့အနိုင်ဆုံးရှိဖို့လိုတဲ့ level တစ်ခုပေါ့နော် pre-IGCSE မှမဟုတ်ဘူး IGCSE စာလေ့လာသိယူမယ်ဆိုလဲ B2 တော့အနိုင်ဆုံးရှိဖို့တော့လိုတယ်ဒါပေမဲ့ B2 ရှိပြီဆိုတာနဲ့အဆင်ပြေပြေချောမွေ့ဖြစ်ပြီလားဆိုရင်အဲ့လိုတော့မဟုတ်ဘူးပေါ့နော် B2 or above ဆိုတာ above ရောက်သွားရင်တော့ပိုကောင်းတယ် above ဆိုတာ C1 or C2 ပေါ့နော် B2 အောက်မှာတော့ပထမဆုံး A1 လာမယ် A2 လာမယ်ပြီး B1 လာမယ် B2 လာမယ် B2 ကတော့အနည်းဆုံးရှိတဲ့ level တစ်ခုဆိုလဲမှန်တယ်လို့ဒါမှမဟုတ်လဲထပ်မတက်နိုင်တော့ B2 မှာပဲရှိနေတဲ့လေးလာသိလို့အဆင်ပြေတာဆိုအဆင်ပြေတဲ့အနေထားမှာတော့ပါတယ်ဒါပေမဲ့အရင်ချောချောမွေးတော့မဟုတ်ဘူးတကယ်လုံးကချောချောမွေးအဆင်ပြေဟိုတသားပေါ့နော် English language barrier မရှိဘဲနဲ့ဆို C1 or C2 ဆိုတော့ C2 ကတော့လုံးဝအမြင့်ဆုံးပေါ့နော် C1 လောက်ရောက်တယ်ဆိုလဲဒါအဆင်ပြေချောမွေးစာရဖတ်လို့ရှိရင် vocabulary တွေ sentence structure တွေအကုန်လုံးတော့နားလည်သွားမယ်ဆိုတော့ pre-IGCSE က IGCSE ရဲ့တဆင့်နှိမ့်လို့ဆိုပြီးတော့ IGCSE အတွက်လိုရတဲ့ English level လောက် pre-IGCSE ဆိုမလိုဘူးတော့မထင်လိုက်စီချင်ဘူးပေါ့နော်အဲဒါမှမဟုတ်ကျွန်တော်ခုနကဒါတစ်ခါတည်းပြောလိုက်တာပေါ့နော် pre-IGCSE ကိုပဲ pre-IGCSE ကစာကိုပဲလေ့လာလေ့လာ IGCSE ကစာကိုပဲလေ့လာလေ့လာနှစ်ခုလုံးကတော့ English level လိုရတဲ့ဒီ requirement level အတူတူလောက်ပဲရှိတယ်ဆိုတော့ကိုကတကယ်လို့ B2 ရောက်သွားတယ်B2 ရောက်သွားတော့မှ IGCSE ပဲဖြစ် pre-IGCSE စပြီးတော့လေ့လာသိမယ်စတက်မယ်ဆိုရင်တော့ B2 မှာရက်နေလို့တော့မဖြစ်ဘူးB2 ကနေပြီးတော့ထက်တက်ဖို့တော့လောက်ရမယ်ပေါ့နော်ဒါပေမဲ့အဲ့လား IGCSE က ESL ပဲဖြစ် EFL ပဲဖြစ်လုံးဝနဲ့ထက်တက်လာဆိုရင်အနည်းငယ်တော့ benefits ဖြစ်မယ်ပေါ့နော် beneficial တော့အနေငယ်ဖြစ်မယ်အထောက်အကူအနေငယ်ဖြစ်မယ်ဒါပေမဲ့ IGCSE မှာတင်တဲ့အင်္ဂလိပ်စာတွေဆိုတာကကိုယ့်ရဲ့ proficiency ကိုမြင့်ဖို့ဆိုတာတဲ့ IGCSE ကအင်္ဂလိပ်စာပဲမဟုတ်ဘူးဖြေလို့ရအောင်ပြင်ဆင်ပေးတဲ့သဘောမျိုးပဲဖြစ်တယ်အဲ့တော့တကယ်လို့ကိုက B2 ရောက်သွားလို့ IGCSE တက်မယ်ဒါမှမဟုတ် pre-IGCSE တက်မယ်ဆိုတာမှအပြင်မှာပဲတီးတန့်ဖြစ်ကိုယ့်ကို subsidy နဲ့ဖြစ်C1 တို့မ C2 လောက်ထိ C1 လောက်ထိတော့ရအောင်ဆက်ပြီးတော့တက်စေချင်တယ်ပေါ့နော်ဒါမှမဟုတ် C2 ထိတော့ all the way သွားစေချင်တယ်လေကောင်းတယ်အဲ့တော့တကယ်လို့ pre-IGCSE တက်ဖို့ဟိုစဉ်းစားနေရဆိုလဲ pre-IGCSE မှာကိုက B2 ရှိရယ် IGCSE မရောက်ခင်ဒီ6လလောက်ဖြစ်တစ်နှစ်လောက်ဖြစ်6လလောက်အချိန်ရတယ်ဆိုရင်အဲ့ဂျားထဲမှာ C1 လောက်ရအောင်တော့လုပ်ထားဖို့တော့ပြောချင်တယ်ပေါ့နော်